ဒီမျိုးမှာအချမ်းသာဆုံးစီးရင်ဝင်တဲ့မိသားစုတွေကိုကျွန်တော်တမတ်အဖြစ်ရောက်လာခဲ့တယ်ဒါပေမဲ့ဒုတိယမြောက်နေ့မှာတင်အိမ်ကူကကျွန်တော်ကိုလာနိုးပြီးကြမ်းပြင်လဲခိုင်းပါလေရောအထက်တန်းလွာမျိုးရိုးကြီးတွေကဘယ်တော့မှများတမတ်ကိုအိမ်လောက်ခိုင်းဘူးလို့လဲဒါကအစကတည်းကအာနာပြချင်လို့လုပ်တာလားဒါမှမဟုတ်အိမ်အကူကအိမ်ရှင်ကိုစားတက်နှိပ်ကိုတာလားဒါပေမဲ့တကားဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်အံ့ဩပြီးစွန့်သွားရတယ်ကြမ်းပြင်တစ်ခုလုံးမှာဘန်ကတ်တွေကြီးပဲပြည့်နေတာဒါကမဒန်စတာလင်ကကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်အချိန်ကောင်းလို့သွားမှဆိုလို့ကျွန်တော်ကိုချက်ချင်းလာခေါ်လာတဲ့ကျွန်တော်ကကြောင်တောင်ဖြစ်နေတော့မဲဆိုတော့သူကဆက်ပြောပြတယ်။ကျွန်တော်တို့စီကရိုးရတလေးကိုမတိသေးလို့ဖြစ်မှာပါမင်္ဂလာဆောင်ပြီးဒုတိယမြောက်နေ့မနက်မှာရောက်ခတ်မှဖြစ်သူကလက်ပွင့်အောင်တမတ်စီကိုပတ်စံတွေလှည့်ပေးရတဲ့တလေးရှိတယ်။မဒန်စတာလင်ကငွေသားတွေဆိုရှုပ်ပွားနေမှာဆိုလို့ဘန်ကတ်တွေကိုပဲတုံးလိုက်တာတဲ့အမတ်တရအနေနဲ့ဟန်ဆောင်ပန်ဆောင်လေးလှည့်ပေးလိုက်ရင်ရပြီလို့ပြောတယ်။ဒါကဘာလို့ရိုးရမျိုးပါလိမ့်အမလေး။ကောင်းလိုက်တာဒါမျိုးကိုမနက်တိုင်းလုပ်လို့ရမလားပတ်စံတွေကိုလှည့်ရမှာ။ပတ်စံမဟုတ်ဘူးဘန်ကတ်တွေကိုလှည့်ရမှာဒီလိုအရာမျိုးကစောင့်ကြိုနေမှာတော့ဘသူကအိယာထနောက်ကျချင်တော့မှာလဲကျွန်တော်လည်းတမျက်စီးကိုယူပြီးကျွန်တော်အိတ်ခမ်းအပြင်ဘက်ဝရန်ဒါကကတ်တွေအကုန်လုံးကိုဖက်နှက်အဟောင်းတစုံထဲကိုလှည့်ထည့်လိုက်တဲ့ကတ်တကက်ချင်းစီမှာပတ်စံဘယ်လောက်ပါလဲတော့မသိဘူးကတ်တကက်ကို1000ပဲရှိတယ်ဆိုရင်တောင်ကတ်တွေကအများကြီးဆိုတော့စုစုပေါင်း3ကနန်းလောက်ရှိနေပြီအိမ်အကူကတခင်လေးမဒန်စတာလင်ကပြောပါတယ်ကတ်အားလုံးရဲ့လှုပ်ဝက်နံပါတ်ကတခင်လေးရဲ့မွေးနေ့ပါတယ်တိတိကျကျတင်ထားပါနော်လို့ပြောတယ်ကျွန်တော်ဘာမှပြန်မပြောရသေးခင်မှာပဲမျက်နှာချင်းဆိုင်အခန်းတကားပွင့်လာပြီး VBN ထွက်လာတဲ့အတော်မေရဲ့လက်ထဲကပုံနေတဲ့ဘန်ကတ်တွေကိုအေးအေးဆေးဆေးကြည့်ပြီးအာမနာပါနဲ့ယူထားလိုက်တုံးလိုက်လို့ပြောပြီးမိဖို့ကြောင့်တဲ့ကိုတန်းဝင်သွားတယ်ကျွန်တော်ကအာနာနေတာမဟုတ်ပါဘူးမင်းကကျွန်တော်မယူခင်ကြားဖြတ်ပြောလိုက်လို့ပါလို့စိတ်ထဲကပဲတွေးလိုက်တယ်အတော်မေကကတ်တွေကိုပြန်ကမ်းပြီးတော့ကျွန်တော်လည်းဘာမှထပ်မစင်းစားတော့ပဲအကုန်ယူပြီးအခန်းထဲပြန်ဝင်လာခဲ့တယ်စပွဲပေါ်မှာတင်ထားပြီးမျက်နှာတစ်အဝတ်စားလဲဖို့ပြင်ဆင်လိုက်တယ်ဒီခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့မှတ်ဉာဏ်တွေကိုပြန်တွေးကြည့်တော့ကျွန်တော်နဲ့သူကပညာအရေးချင်းတူကြတာကိုသတိထားမိတယ်ကျွန်တော်တို့နှစ်ယောက်စလုံးကနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုကနေမဟာပွဲနဲ့ကျောင်းပြီးထားကြတာကွာခြားချက်ကတော့သူကကျောင်းပြီးတာနဲ့တက္ကသိုလ်မှာပဲကတိကအဖြစ်ကျန်ခဲ့ပြီးကျွန်တော်ကတော့ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာမလုပ်ချင်တဲ့အလုပ်ဝင်ခဲ့ရတာသူကအလုပ်ပြန်မဝင်ခင်3ရက်လောက်နားရက်ကြံသေးတဲ့ကျောင်းစာသင်ခန်းထဲမှာအမှားယွင်းတွေမဖြစ်အောင်အဲ့ဒီရက်တွေမှာသူသင်ခဲ့တဲ့သင်ခန်းစာတွေကိုပြန်တွေဖို့ကျွန်တော်အစီအစဉ်ဆွဲလိုက်တဲ့အမှန်တိုင်းပြောရရင်ကျွန်တော်ဒီအလုပ်ကိုသဘောကျတယ်စနေတနင်္ဂနွေ2ရက်နားရလို့တင်မဟုတ်ပဲအခြားကျောင်းပိတ်ရက်တွေပါရလို့ဖြစ်တယ်။စောင်းရာသီနဲ့နွေရာသီကျောင်းပိတ်ရက်တွေလည်းရှိသေးတယ်။မနက်8နာရီအတန်းတွေလည်းမရှိဘူး။အလုပ်မသွားခင်အိပ်ဝအောင်အိပ်လို့ရတယ်။အဆုံးမရှိတဲ့အစည်းအဝေးတွေကိုလည်းစက်တိုက်တက်စရာမလိုဘူး။မိုးလွဲပိုင်းအတန်းမရှိရင်အိမ်ကိုတန်းပြန်လို့ရတယ်။ညနေပိုင်းအချိန်တွေကလည်းကိုပိုင်းအချိန်တွေပဲ။ကျွန်တော်ရဲ့အရင်ဘဝတုန်းကတော့တက္ကသိုလ်မှာဆက်နေခွင့်မရခဲ့ဘူး။မနေချင်လို့လားဆိုတော့မဟုတ်ပါဘူး။အခြေအနေတွေကြောင့်မဖြစ်နိုင်ခဲ့တာပါခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကြီးမင်းကိုငါအကျွေးတင်သွားပြီးတကယ်ပါကျွန်တော်မျက်နှာတစ်နေတော့ဘေးကန်းကလှုပ်ရှားတန်ကြားလိုက်ရတယ်တွားတိုက်တန်အာခံတွင်းနဲ့ရှိနေတော့မဲ့ရေချိုးကန်းထဲကနေချောင်းကြည့်လိုက်တော့ BBN တယောက်အဝတ်စားလဲပြီးအပြင်ထွက်ဖို့ပြင်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်လည်းအမြန်လောက်ဆရာရှိတာလုပ်ပြီးမနှက်စာစားဖို့အောက်ထပ်ကိုဆင်းခဲ့တယ်စောစောက BBN ပြောသွားတဲ့စကားတခွန်းကကျွန်တော်ကိုတမျိုးကြီးခံစားရစေတယ်နဲ့အကြာကြီးအတူတူနေလာတဲ့လူနှစ်ယောက်လိုမျိုးပဲဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်နဲ့ BBN ကဒီနေ့မတိုင်ခင်နှစ်ခါပဲတွေ့ဘူးသေးတာပထမတစ်ခါကစုရောင်းစစ်ဆက်ပွဲမှာဖြစ်ပြီးဒုတိယတစ်ခါကတော့မင်္ဂလာဆောင်မှာပဲဖြစ်တယ်။မနက်စာစားနေတဲ့အချိန်မှာ VBN ကကျွန်တော်ကိုလူငယ်ကြီးတစ်ယောက်လိုသဘောထားပြီးစကားတစ်ခုမှမပြောဘူးစားလို့ပြီးတော့စပွဲပေါ်ကိုဘန်ကက်တစ်ခုတင်ပေးတယ်။ဒီနေ့ကစပြီးရှင်သုံးဖို့အတွက်လစဉ်ကြီးကိုဒီကက်ထဲထည့်ပေးမယ်တင်ထားလိုက်ဒါကရှင်ရဲ့မှတ်ပုံတင်နဲ့လှုပ်ထားတာလို့ပြောတယ်။ဒါကမှကျွန်တော်မျှော်လင့်ထားတဲ့တထေးမကြီးရဲ့ပုံစံမျိုးပဲဒီလိုဆိုမှတော့သူကျွန်တော်ကိုဘယ်လောက်ပဲပြစ်ထားအိမ်ပြန်မလာရင်တော့ကိစ္စမရှိဘူး။သူပြောစရာရှိတာပြောပြီးအလုပ်သွားဖို့ထွက်သွားတယ်ကျွန်တော်လည်းအဲ့ဒီကတ်ကိုအခန်းထဲပြန်ယူလာပြီးဒီမနက်လဲလို့ရတဲ့ကတ်တွေနဲ့အတူရောထားလိုက်တယ်ခဏနေတော့ကတ်တစ်ခုကိုယူပြီးဖုန်းထဲကဘဏ်အကောင့် software နဲ့ချိတ်ဆက်ကြည့်လိုက်တယ်ပထမဆုံးအချိန်မှတင်ချက်ချင်းအောင်မြင်သွားပါလေရော VBN ကတော့တကယ်ကိုအဆအရာရာတေချာစဉ်းစားပြီးတက်တာပဲအခုခေတ်ကအရာရာဖုန်းနဲ့ပဲငွေချေနေကြတာဆိုတော့ကိုမှတ်ပုံတင်နဲ့လုပ်ထားတဲ့ကတ်ကပဲ software နဲ့မဆိုအေးဆေးချိတ်လို့ရတယ်320တဲ့9ရဲ့တလားစာမှုဖို့က320ဖျားရည်ဒီလောက်ရနေမှာတော့ဘသူကအလုပ်သွားလုပ်တော့မလဲဒါပေမဲ့အခုတော့တခြားကတ်တွေကိုလည်းစိတ်ဝင်စားလာမိတယ်စိတ်ကူးပေါက်တာနဲ့အဲ့ဒီထဲကကတ်တကတ်ကိုယူပြီးနမရိုက်ထည့်လိုက်တာအလွယ်တကူပဲချိတ်ဆက်သွားတယ်ဆိုတော့မဒန်စတာလင်ရဲ့ကတ်တွေကလည်းခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့မှတ်ပုံတင်နဲ့ပဲလှုပ်ထားတာပေါက်တယ်ကတ်တကတ်ကို6သိန်းစီဒီလောက်ကတ်တွေအများကြီးဆိုတော့စုစုပေါင်းသိန်းပေါင်း10ချီရှိမှတေချာတဲ့တကတ်ချင်းစီတိုင်းမှာ6သိန်းစီပဲအဖွားကြီးက6ကနန်းကိုတော်တော်သဘောကျတာပဲလို့ငါနောက်ဆုံးတော့နားလဲသွားပြီးကံကောင်းစီတဲ့ကနန်းလက်ကောင်းတဲ့ကနန်းဆိုတော့လေဟုတ်တာပေါ့ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကြီးမင်းကိုတော့တောင်းပန်ရတော့မယ်ဒီပတ်စံတွေကအခုတော့ငါပတ်စံတွေဖြစ်သွားပြီကတ်တွေအကုန်ချိတ်ပြီးတာနဲ့အန်ဆွဲထဲထည့်လိုက်ပြီးဒီလာပတဲ့ကဘာကြီးကိုရှောက်ကြည့်ဖို့အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်တကယ်လဲဟုတ်တာပဲပတ်စံရှိတဲ့အခါအရာရာကလာပနေတာမျိုး
ဒီမနက်ပြန်ကြည့်ရမယ့်စာသင်ခန်းစာတွေကိုတော့ခဏဖယ်ထားလိုက်တော့မယ်အရေးမကြီးဘူးခဏနေတော့တခင်လေးကားစီစဉ်ပေးရမလားလို့လာမေးတယ်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကတော့အလုပ်ကိုကားကိုယ်တိုင်မောင်းသွားလိမ့်ရှိတာငါမှလိုင်စင်တော့ရှိပါတယ်ဒါပေမဲ့စာမွေးပွဲအောင်တဲ့နေ့ကစပြီးအနေရကင်းအောင်လို့ကားစတီယာရင်ကိုတခါမှမကင်ဘူးသေးဘူးအေးငါအပြင်သွားမလို့တခုခုစီစဉ်ပေးပါဦးတကားပွင့်လာတဲ့ဒရိုင်ဘာလီယိုငါကိုဖင်ဝေးတာဝါကိုလိုက်ပို့ပြီးတကယ်တော့ဘယ်သူနဲ့မှချိန်ထားတာမရှိပါဘူးအနားမှာရှိတဲ့အကောင့်စားဈေးဝယ်စင်တာကြီးမှာရှောက်လဲပြီးဈေးနှုန်းတစ်စိတ်ကိုကြည့်စရာမလိုပဲစိတ်ကြိုက်ဝယ်ရတဲ့အရာတာကိုခံစားကြည့်ခြင်းရုံတင်ဒီဇလန်တဲ့ကိုကူးပြောင်းလာရတာအတွေ့အကြုံတစ်ခုဆိုရင်လဲချမ်းသာတဲ့တမတ်တယောက်ရဲ့အခွင့်အရေးမှန်သမျှကိုအပြည့်အဝသုံးပြီးဒီဘဝကိုပျော်ပျော်ကြီးဖြစ်တန်းပြင်မယ်တခင်လေးဒီမော်ကကျွန်တော်တို့မိသားစုပိုင်တာပါတခင်လေးလာမဲ့အကြောင်းသူတို့ကိုအကြောင်းကြားထားရမလားမလိုပါဘူးငါဒီတိုင်းရှောက်ကြည့်ုံတင်တာဝါကစုစုပေါင်း28ထက်ရှိတယ်ရှစ်ထက်ကနေအပေါ်ပိုင်းကိုတော့ကုမ္ပဏီတီးတီးကိုရုံးခန်းအဖြစ်ငှားထားတာ9ထက်နဲ့အောက်ပိုင်းကတော့မြေအောက်ကားပါကင်2ထက်အပါအဝင်ဈေးဝယ်စင်တာဖြစ်တယ်။တစ်ထက်ကနေ9ထက်အထိကတမိုးကြီးအမတ်တစိတ်ဆိုင်တွေစူပါမားကတ်ကလေးပစ္စည်းဆိုင်အိမ်တွင်းကစားကွင်းစားတောက်ဆိုင်တွေစားအုပ်ဆိုင်ရုပ်ရှင်ရုံအားကစားရုံအဝတ်ထည်ဆိုင်တွေနဲ့ကြောင်ကဖေးဆိုင်တွေအထိအပြည့်ပဲ။တပြင်းလုံးကိုစိန်ခံပစ္စည်းတွေနဲ့လင်းထိန်နေတာပဲ။ကားရောင်းပြခန်းတစ်ခုကိုတွေ့လို့ရှောက်သွားမလို့ရှိသေးလင်မယား2ယောက်လှမ်းလာပြီး Professor Marsh ဒီမှာဘာလုပ်နေတာလဲလို့မေးတယ်ငါလည်းစိတ်အေးထားပြီးမှတ်ဉာဏ်တွေကိုပြန်ဖော်လိုက်တယ်ဒီလူကခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့လုတ်ဖို့ကင်ဖက်ဂါရက်ပဲသူ့မိမကနောက်တလကျော်ရင်ကလေးမွေးတော့မယ်သူတို့ကတက္ကသိုလ်မှာရုံးခန်းတစ်ခုတည်းအတူသုံးတာဆိုပေမဲ့ဂါရက်ကရုံးခန်းနဲ့တိတ်မလာတတ်ဘူးအချိန်များစုကငါတယောက်တည်းရှိနေတာဒါကြောင့်ဂါရက်ကငါ့ကိုရုံးခန်းနေရာကိုအခွင့်ကောင်းယူပြီးသုံးနေတယ်လို့တဘာဝအတိုင်းထင်နေတာသူ့မိကုန်းကငါအတွက်တော့နည်းနည်းထူးဆန်းနေတယ်ငါကဒီမှာမဟုတ်ရင်ဘယ်မှာရှိရမှာလဲမင်းကမင်္ဂလာရက်ရှိခွင့်ယူထားတာမဟုတ်ဘူးလားငါထင်တာတော့မင်းမင်္ဂလာဆောင်ဖို့နေရက်ပြန်သွားတယ်ပြီးတော့လုတ်ဖို့ကင်ဖက်တယောက်မှလည်းမင်္ဂလာဆောင်ဖိတ်မထားဘူးလူတွေပြောနေကြတာတော့မိမကလူတော့တိုးလို့မရတဲ့သူမှလို့တိုးတိတ်ပဲလှုပ်လိုက်တာနေမှာတဲ့အားလုံးကစိတ်ဝင်စားနေကြတာသူကတကယ်တော့ဘယ်လိုမျိုးလဲဟုတ်တာပေါ့ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကအလုတ်ကဘသူ့ကိုမှသူ့ကိုရေးကိုတာအကြောင်းပြောလို့မရှိဘူးသူဘသူနဲ့လက်ထက်လဲဆိုတာဘသူမှမသိကြဘူးသူကဒါဟာသူ့ကိစ္စပဲလို့ရိုးရိုးရှင်းရှင်းပဲသတ်မှတ်ထားတာပြီးတော့အမှန်တိုင်းပြောရရင်သူ့မိမက BBN Starlin လို့ပြောရင်တောင်ဘသူမှယုံကြမှာမဟုတ်ဘူးခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကလူမသိအောင်အေးအေးဆေးဆေးနေတတ်တာအားလုံးကသူ့ကိုတာမန်မိသားစုကလို့ပဲထင်နေကြပေမဲ့အမှန်တော့သူ့မိသားစုကပင်လယ်ပြင်မြို့တော်မှာအချမ်းသာဆုံးအရှိန်အဝအကြီးဆုံးမိသားစုတွေကတခုပဲမင်္ဂလာဆောင်လုံးကလာတဲ့ဧည့်သည်တွေအကုန်လုံးကလည်းစီးပွားရေးလောကနဲ့လူကုန်ထမ်းလောကကထိပ်သီးတွေကြီးပဲလုတ်ဖို့ကိုင်ဖက်တွေကိုမဖိတ်ရတဲ့အကြောင်းရင်းကလည်းရှင်းရှင်းလေးသူအလုပ်ဝင်တာနှစ်ပတ်ပဲရှိသေးတာဘသူ့ကိုမှတေးသေးချာချာမသိသေးဘူးလေဒါပေမဲ့ကျောင်းအုပ်ချုပ်ရေးပိုင်းကလူကြီးချို့တော့တက်ရောက်ခဲ့ကြတယ်ငါကမြို့တော်ကပါနေရက်ကိုပြန်မသွားဖြစ်ဘူးဒါဆိုမိမကမင်းနဲ့အတူဘာလို့မရှိတာလဲညာတော့အဖြစ်ဇနီးမောင်နှံတွေမင်္ဂလာရက်ရှိခွင့်အတူတူရကြတယ်မဟုတ်ဘူးလားသူကဘာလို့အလုပ်ပြန်ဝင်နေပြီလဲအဲ့ဒီကုမ္ပဏီကတော့စနစ်တကျလှုပ်ဆောင်တတ်ပုံမပေါ်ဘူးပဲသူခင်းတဲ့သူမင်္ဂလာရက်တူခွင့်တောင်မပေးနိုင်ဘူးလားငါတို့တုန်းကတော့မင်္ဂလာဆောင်လို့ရတဲ့3ရက်အပြင်နှစ်စင်ခွင့်တွေပါထပ်ယူပြီးဘာလီကိုဟန်နီမူးထွက်ခဲ့ကြတာမင်းတို့2ယောက်ကတော့ဟန်နီမူးတောင်သွားဖြစ်မှာမဟုတ်ဘူးမလားကြည်စမ်းပါဦးမင်းကရုပ်ရည်လေးကလည်းမစိုးပါဘူးစီးပွားရေးအခြေအနေကြောင့်ဖြစ်ရတာနှမျောဖို့ကောင်းလိုက်တာတကယ်ဆိုအခုလိုချိန်မှာမင်းကဒီမှာရှိမနေတင်ဘူးတို့သမီးအစ်စ်ဆက်ဆက်လေးနဲ့တနေရာမှာရိုမန်တစ်ဆက်ဆန်ရှိနေရမှာတဲ့သူဘာရွယ်ချက်နဲ့ပြောနေလဲဆိုတာငါကွင်းကွက်ကြီးကိုမြင်နေရတယ်သူတစ်ပါးရေးကိုလိုက်ဆက်စုပြီးကိုတာလုံးတလူမျိုးခံစားချင်နေုံတက်ပဲအမှန်တော့ VVN ကဒီနေ့ယုံသွားရတာဒီမနက်နိုင်ငံတကာစီးပွားရေးအစည်းအဝေးတစ်ခုရှိတယ်လို့ပြောထားသေးတယ်တိမ်ပေါင်းတောင်းချီတန်တဲ့လုပ်ငန်းအပေးယူကြီးလေးငါကလည်းသူ့ကိုအချိန်မပုတ်စေချင်တာနဲ့ကိုပါတာပဲအပြင်ထွက်ပြီးရှောက်လည်နေတာပြီးတော့ကလေးရလာရင်လည်းအနှိမ့်တီငှားလို့ရတဲ့နောက်ပြီးအိမ်တွင်းကူကလေးထိတ်မှထပ်ငှားလို့ရသေးတယ်မင်းတို့လည်းကလေးမွေးဖွားပြီးစောက်ရှောက်ရေးစင်တာတစ်ခုတော့ကြိုရှာထားပြီးပြီမလားဒီလိုနေရာမျိုးမှာကကိုယ့်ရဲ့အဆင့်တန်းကိုကိုပြောဆိုနေပဲပြရတာမျိုးအခုချိန်မှာ VBN တယောက်အလုံးမှာတကယ်ပါလုပ်နေလဲငါမသိပေမဲ့ဒါကငါ့ကိုဟန်တားနိုင်မှာမဟုတ်ပါဘူးငါတို့လိုမိသားစုကကလေးထိန်တွေအနှိမ့်တွေမငားနိုင်စရာအကြောင်းရှိလို့လားငါတို့လိုအခြေအနေမျိုးနဲ့လူတွေကကိုကလေးကိုအပင်ပန်းခံပြိုးထောင်နေပါမလားငါကစိတ်မပါသလိုနဲ့ခပ်ပေါ်လေးပြန်ပြောလိုက်တဲ့စကားတွေကသူ့ကိုလက်သီးနဲ့အရှိန်ပြင်းထိုးလိုက်တယ်လို့ဖြစ်သွားပြီးဂါရက်ရဲ့မျက်နှာကချက်ချင်းပြတ်သွားတော့တယ်မရှာရသေးပါဘူးငါတို့လည်းအခုမှရှာတော့မယ်ဒီနေ့ကတော့ကလေးဝစ်စားလေးတွေလာကြည့်တာဒါနဲ့ Professor ငါတို့တွားရအောင်မယ်ဒုတိယထပ်ကိုတက်မလို့တဲ့ငါလည်းအေးကောင်းတွားကြလို့ပဲပြောလိုက်တယ်သူတို့ထွက်သွားပြီးတော့ငါလည်းကလေးပစ္စည်းဆိုင်ဘက်ကိုပဲရှောက်လာခဲ့လိုက်တယ်အဓိကကတော့မွေးဖွားပြီးနားရက်တက်တန်းစေသွားပြီးဖြစ်တဲ့ငါရဲ့ငယ်ချင်းအရင်ခောက်တီအိုရဲ့ဇနီးအတွက်ပစ္စည်းအချို့ဝယ်ပေးခြင်းလို့စောကဂါရက်နဲ့တွေ့လို့သာတတိယသွားတာခန္ဓာကိုယ်ပိုင်ရှင်ဟောင်းမှာကလေးမွေးပြီးခါစားဇနီးတွေရှိတဲ့ငယ်ချင်းတယောက်ရှိနေတာပဲမမျော်လင့်ပဲကလေးပစ္စည်းဆိုင်ထဲမှာဂါရက်တို့လင်မယားနဲ့ထပ်တိုးတော့တာပဲငါလည်းမမြင်ချင်အောင်ဆောင်ပြီးကို့ဘာသာပဲစက်ကြည့်နေလိုက်တဲ့ဆိုင်ကလည်းအကျယ်ကြီးဆိုတော့သူတို့နဲ့ထပ်မဆုံအောင်တခြားဘက်ကိုတန်းသွားလိုက်တယ်စောင်းမြောင်းပြောတဲ့စကားတွေကိုထပ်ပြီးနားမခံချင်တော့ဘူးလေ
ကလေးပစ္စည်းဆိုင်မှာတင်တိမ့်တိမ့်ကျော်ကိုလောက်သုံးပစ်လိုက်ပြီးအိမ်ရောက်ပို့ပေးဖို့အတွက်တီအိုရဲ့အိမ်လိပ်စာကိုပေးခဲ့လိုက်တယ်ပြီးတော့ရွှေဆိုင်ဘက်ကိုထွက်လာခဲ့တယ်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းအတွက်ကတော့ဤတမိုးကြီးလက်ဆောင်တွေကြားတဲ့ကြီးပြင်းလာတာဆိုတော့ရွှေတဲ့ပစ္စည်းတွေကထူးဆန်းခြင်းမှာထူးဆန်းလိမ့်မယ်ဒါပေမဲ့ငါကတော့မတူဘူးလေအခုလိုရွှေမှန်ကန်ရှိမှရက်ပြီးစိတ်ကြရွေးချယ်နိုင်မဲ့ငွေကြေးလွတ်လပ်ခွင့်မျိုးရလိမ့်မယ်လို့တခါမှမတွေးဘူးခဲ့ဘူးအဲ့ဒါနဲ့တီအိုရဲ့ကလေးအတွက်ကံကောင်းစေတဲ့ရွှေဆွဲပြားလေးတစ်ခုရွေးလိုက်ပြီးငါအတွက်လည်းရွှေလက်ကောက်တစ်ကွင်းဝယ်လိုက်တယ်အဝတ်စားတွေကိုတော့ထွေထွေတူးတူးဝယ်မနေတော့ဘူးအိမ်ကဘီရိုထဲမှာတင်ရှန်ထွက်နေတာပဲအဲ့ဒါတွေကိုတော့နောက်မှပဲစဉ်းစားတော့မယ်အိမ်ပြန်ရောက်တော့10 နာရီထိုးခါနီးနေပြီးရေချိုးအဝတ်စားတက်တောင့်တက်တာလဲပြီးတဲ့အချိန်မှာပဲမမျောလင့်ထားတဲ့ဖုန်းတကောဝင်လာတယ်ကိုမင်းဒီနေ့ကလေးအတွက်ပစ္စည်းတွေပါလို့အများကြီးဝယ်ပေးလိုက်တာလဲဝယ်ချင်လို့ပေါ့အကုန်လုံးကသဘောကျရဲ့လားမင်းရွေးပေးတာတွေကငါကိုယ်တိုင်ရွေးမဲ့ပစ္စည်းတွေတိုင်းပဲအဲ့ဒီကစားစရာကားလေးဆိုတကယ်ကိုအသုံးဝင်တာငါကိုယ်တိုင်တော့ဝင်စော့ချင်စိတ်ပေါက်သွားတယ်လို့ပြောပြီးသူ့ရဲ့နေသေးတယ်ပြီးတော့ကလေးအတွက်ရွှေဆွဲပြားလေးလည်းဝယ်ထားသေးတယ်မနှက်ဖြန်မင်းစီလာရင်ယူခဲ့ပေးမယ်မင်းတကယ်ကြီးပတ်စံအများကြီးသုံးစရာမလိုပါဘူးကွာတကယ်ပြောတာဟေးဒါနဲ့မင်းညကဟေးဘယ်လိုလဲမင်းကတော့တော်တော်ဆက်စုတာပဲငါတို့တီးတန့်ခန်းတွေနဲ့ခွဲကြတာနေပါဦးအခန်းခွဲအိတ်တယ်ဟုတ်လားမင်းတို့ကအခုမှမင်္ဂလာဆောင်ထားတာလေအဲ့လိုဆိုဘယ်လိုလုပ်ပြီးတန်ရောစင်တိဆောက်လို့ရမှာလဲမင်းဘာတွေလျှောက်ပြောနေတာလဲငါကမင်းအတွက်ပြောနေတာဒါကစာချုပ်နဲ့လက်ထပ်ထားတာလည်းမဟုတ်ဘူးပြီးတော့နောက်မှလမ်းခွဲကြမယ်လို့သဘောတူထားတာလည်းမရှိဘူးလေဒါကြောင့်မင်းတို့နှစ်ယောက်တကယ်အဆင်ပြေအောင်ကြိုးစားရမယ် VVN ကိုတခြားနေရာမှာအစားထိုးရှာဖွေခွင့်မပေးလိုက်နဲ့ VVN ကအဲ့လိုလုပ်မှာမဟုတ်ပါဘူးစကားနဲ့ငယ်ပြောပြီးတဲ့နောက်ငါလုံးဝငြင်းကြသွားတယ်သူပြောတာမှန်တယ်ဒါကစာချုပ်နဲ့လက်ထပ်ထားတာမဟုတ်ဘူးတကယ်လို့အဆင်ပြေအောင်လုပ်လို့ရမယ့်အခွင့်အရေးရှိရင်ငါစူးစမ်းကြည့်တဲ့ဇလန်အဟောင်းကိုငါပြန်စဉ်းစားကြည့်မိတယ်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းက VVN နဲ့စပြီးအခန်းတူတူနေဖြစ်ခဲ့တဲ့အချိန်ပြီးတော့ကား accident ဖြစ်ခဲ့တော့ကသူတို့ရဲ့ဆက်ဆံရေးဘယ်လိုတိုးတက်လာလဲဆိုတာရယ်သူတို့တကယ်ပဲတယောက်နဲ့တယောက်တန်ရောစင်တွဲခဲ့ကြလားဆိုတာရယ်ဒါတွေကစာအုပ်ထဲမှာလုံးဝရေးမထားခဲ့ဘူးဖုန်းချပြီးတဲ့နောက်ငါတော်တော်ကြာကြာစဉ်းစားခန်းဝင်နေမိတယ်ဒါဟာအစပြုံးမှုအစ်စ်ပဲလို့ငါဆုံးဖြတ်လိုက်တယ်ကိုယ့်ရဲ့အရှိန်ဟုန်တိုင်းပဲသွားမယ်ပြီးတော့ကိုမန်နဲ့ထင်တဲ့လမ်းစဉ်တိုင်းပဲရှောက်မယ်အဲ့ဒီနေ့မိုးလွဲပိုင်းမှာတော့ငါရဲ့စာအုပ်တွေနဲ့လက်တော့ကိုယူပြီးစာကြည့်ခန်းထဲကိုပဲထွက်လာခဲ့လိုက်တော့တယ်VVN ရဲ့အလုပ်လုပ်တဲ့နေရာအပြင်အသစ်ပြင်ဆင်ထားပုံရတဲ့တခြားနေရာတစ်ခုကိုပါငါသတိထားမိသွားတယ်တခင်လေးဒီအိမ်ရဲ့အထက်တိုင်းမှာစာကြည့်ခန်းရှိပါတယ်တခင်မလေး VVN ကတခင်လေးအလုပ်လုပ်ဖို့အတွက်အနီးအနားမှာတစ်ခုခုလိုအပ်လိမ့်မယ်လေကားတွေအတက်အဆင်းခဏခဏလုပ်နေရရင်အဆင်မပြေမှဆိုလို့ဒုတိယထပ်ကစာကြည့်ခန်းကိုအသစ်ပြန်ပြင်ခိုင်းလိုက်တာပါပုံမှန်ဆိုသူကတစ်ဖက်မှာအလုပ်လုပ်ပြီးကျန်တဲ့တစ်ဝက်ကတော့တခင်လေးအတွက်ပါတဲ့ VVN ကဒါကိုတောင်တေချာစဉ်းစားပေးထားတာပဲငါလည်းဘာမှတွေဝေမနေပဲငါဘက်အချမ်းကိုရှောက်သွားပြီးလက်တော့နဲ့စာအုပ်တွေကိုချလိုက်တယ်မေမေကြီးကဖြော်ရည်တစ်ခွက်လာချပေးပြီးအတန်မထွက်အောင်ခပ်ပွားပွားလေးပြန်ထွက်သွားတော့စာကြည့်ခန်းထဲမှာငါတယောက်တည်းအလုပ်လုပ်ဖို့ကြံခဲ့တယ်ငါလည်းခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့ပညာရက်ဆိုင်ရာဗဟုသုတတွေကိုပြန်လည်ကြည့်လိုက်တယ်ငါရဲ့ဗဟုသုတတွေနဲ့အတော်လေးနှိစက်တာမျိုးစိတ်နေတာမျိုးလုံးဝမရှိဘူးဒါနဲ့ပဲငါလည်းတက္ကသိုလ်တစ်လျှောက်လုံးပညာသင်စုတွေကြီးရခဲ့တာလေပထမနှစ်ကျောင်းသားတွေကိုစာသင်ရမှာလားအေးစစ်ပေါ်ငါလုံနိုင်ပါတယ်ငါမာစတာပွဲရတာလွန်ခဲ့တဲ့2 လကတင်ဖြစ်ပြီးအလုပ်ဝင်တာလည်း2 ပတ်ပဲရှိသေးတာအခုကစက်တင်ဘာလလည်းဆိုတော့မောင်မယ်တစ်လွင်တွေကျောင်းစားတတ်မဲ့အချိန်နဲ့ကွက်တီပဲသူတို့က2 ပတ်ကြာစစ်ပညာသင်တန်းတက်ပြီးလို့အတန်းမှန်တွေစတက်တော့မှဒါပေမဲ့လည်းပိုသေးချအောင်လို့ငါဘာသာပဲစာတင်ပြကွက်ကိုတစ်ခေါက်လောက်လေ့ကျင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အောက်ထပ်အခန်းထဲမှာတော့ VVN အလုပ်ကပြန်ရောက်လာပြီးတခင်လေးကောလို့မိတယ်အပေါ်ထပ်စာကြည့်ခန်းထဲမှာပါသူတော်တော်လေးစိတ်နှစ်ပြီးလုံနေတာစောစောကတင်ကျမတောက်เสียရသွားဖို့တော့သူစာတင်ပြကွက်လေ့ကျင့်နေတယ်VVN ကတော့စိတ်ဝင်စားပုံတိတ်မပြပဲသူ့ကိုသွားခေါ်ပေးပါဦးငါသူ့ကိုတငယ်ချင်းတယောက်နဲ့သွားမိတ်ဆက်ပေးမလို့ပြောတယ်ဝစ်စုံအပြည့်စုံရွေးပေးလိုက်ရမလားရှင်မလိုဘူးရိုးရိုးရှင်းရှင်းပဲဝတ်ခိုင်းလိုက်တကားခောက်တန်ကြားလိုက်ရတယ်တခင်လေးတခင်မလေး VVN ပြန်ရောက်ပါပြီတခင်လေးကိုအဝိစာတခြားတစ်ခုလဲခိုင်းလိုက်ပါတယ်တငယ်ချင်းတယောက်နဲ့သွားတွေ့မလို့လဲရှင်အေးရပြီငါအခုပဲဆင်းလာခဲ့မယ်မန်ရှိမှာလေ့ကျင့်ရတာလဲတော်တော်လေးလုံလောက်သွားပါပြီဒါပေမဲ့တခုခုလိုနေသေးတယ်လို့တော့ခံစားရတော့မယ်မေမေကြီးလာခေါ်တာနဲ့ငါလဲအမြန်ပဲအစအဆုံးသိမ့်ပြီးစာကြည့်ခန်းထဲကထွက်လာခဲ့တယ် VVN ရဲ့အရင်နှီးဆုံးတငယ်ချင်းတွေကတယောက်ယောက်ဖြစ်မှာပါတိတ်ပြီးပုံစံဖမ်းเสียရမလိုပါဘူးမေမေကြီးကလည်းပေါ့ပေါ့ပပပဲဝတ်ဖို့ပြောထားတာပဲအေးတိပြီးကျေးဇူးပဲမေမေကြီးအိတ်ခမ်းထဲပြန်ရောက်တော့စက်တင်ဘာလလည်းဆိုပေမဲ့မြို့တော်ကပူတုံးပဲငါအောက်ထပ်ဆင်းလာတန်ကိုကြားတော့ VVN ကလှမ်းပြောတယ်ငါတို့ရဲ့ရှင်းနေတငယ်ချင်းတယောက်မနေ့ကမင်္ဂလာဆောင်ကိုမလာနိုင်ခဲ့လို့အရေးကြီးကိစ္စတစ်ခုပေါ်လာလို့တဲ့အဲ့ဒါကြောင့်ဒီနေ့ငါတို့ကိုညစာကျွေးမလို့မင်းကိုပါတခါတည်းခေါ်သွားခြင်းတယ်ရတာပေါ့ငါလည်းဘာမှလုပ်เสียမရှိတာနဲ့အတော်ပဲသွားကြစို့ငါလည်းသူ့ရဲ့တငယ်ချင်းတွေမိသားစုတွေနဲ့ပို့ပြီးစုံတွေ့ချင်နေတာသူဘသူနဲ့ရင်းနှီးပြီးဘသူနဲ့မရင်းနှီးဘူးလဲဆိုတာကိုသိထားရမယ်လေဒါမှကားအက်ဆီဒင့်ကိစ္စကိုပို့ပြီးတတိထားစောင့်ကြည့်လို့ရမှာ
မင်းတနေ့လုံးအိမ်မှာပဲရှိနေတာလားမဟုတ်ပါဘူးဒီမနက်ဖင်ဝေးတာဝါကိုသွားသေးတယ်ငါငယ်တငယ်ချင်းရဲ့ကလေးအတွက်ပစ္စည်းတချို့သွားဝယ်ပေးတာကားလေးကတိတ်ဆိတ်ပြီးလူသူမရှိတဲ့လမ်းကြားလေးတစ်ခုတည်းကိုအမြန်ပဲဆိုက်ရောက်သွားတယ်အရှိမတီဟာတ်စတုံးလို့ရေးထားတဲ့တစ်သားဆိုင်ပုတ်လေးရှိတယ်ဒါကအင်ချက်ဆိုင်စားတောက်ဆိုင်လေးဖြစ်ပြီးပိုင်ရှင်ကပင်လယ်ပြင်မြို့တော်ကမှုအင်ချက်လက်ရာကတကယ်ကို original အတိုင်းပဲမင်းသဘောကျမှတေချာတဲ့စင်ကြဆိုသူတို့အထဲမှာရောက်နေကြပြီသူတို့ငါတို့ဘယ်နှစ်ယောက်နဲ့တွေ့မှာလဲနှစ်ယောက်လင်မယားနှစ်ယောက်ပဲမင်းသူတို့ကိုမြင်ရင်မှတ်မိလိမ့်မယ်လို့ငါထင်တယ်ငါမှတ်မိမဲ့လင်မယားဟုတ်လားလာပါရောက်ရင်သိရမှာပေါ့သူတို့ကအွန်လိုင်းမှာတော်တော်လေးနာမည်ကြီးနေတဲ့လေတန်လင်မယားဖြစ်နေတာပဲသူတို့နှစ်ယောက်အတူတူသုံးတဲ့အကောင့်က platform အားလုံးစုစုပေါင်းမှာ follower တန်း20ကျော်ရှိတယ်အမျိုးသမီးကတော့ VR တဲ့အခြေခံဥပဒေဗဟုသုတတွေကိုတာမန်လူတွေနားလည်အောင်ရှင်းပြပေးပြီးဖြစ်ရမှန်အမှုတွဲတွေကိုလေ့လာပြတာမျိုးနဲ့လိုအပ်တဲ့သူတွေကိုအခမဲ့ဥပဒေအကြံပေးတာတွေလုပ်ပေးတဲ့ရှင်းနေတယောက်အမျိုးသားကတော့ Let's တဲ့သူကအရင်တုန်းကအတိမတ်ပြုအများပြည်သူဆိုင်ရာစည်ရင်းကင်တယောက်ဖြစ်ခဲ့မှုပေမဲ့အခုတော့အချိန်ပြည့်အိမ်အောင်ရှင်ဖေဖေဖြစ်နေပြီကလေးတွေကိုပြုစုစောင့်ရှောက်တဲ့အပြင်သူတို့ရဲ့နေ့စဉ်အိမ်အောင်ရေးဘဝကိုဗီဒီယိုရိုက်တာနဲ့ live လွှင့်ဈေးရောင်းတာတွေကိုလုပ်တယ်မစိုးဘူးငါလည်းဒီနေ့မိုးလွဲပိုင်းစာဖတ်ရင်ဗီဒီယိုတိုလေးတွေရှောက်ကြည့်တော့ငါတွေ့ဘူးသားပဲမိတ်ဆက်ပေးပါရစေဦးဒါကငါအမျိုးသားကိုတန်မင်းတို့နှစ်ယောက်အကြောင်းကိုတော့သူ့ကိုတီးတန့်မိတ်ဆက်ပေးနေစရာမလိုတော့ဘူးထင်တယ်အားလုံးကရေမောလိုက်ကြတယ်ဟေးနှုတ်ဆက်ပါတယ်ဗျာမင်းတို့နဲ့တွေ့ရတာဝမ်းသာပါတယ်မင်းတို့ကိုအပြင်မှာတကယ်မြင်ဘူးနေတယ်လို့မျိုးခံစားရတယ်မင်းတို့အကောင့်ကိုအားပေးနေတာကြပြီတကယ်ကြီးလားအားနာစရာကြီးပြလို့ပြောပြီးအားလုံးထက်ရကြပြန်တယ်မနေ့ကမင်းတို့မင်္ဂလာဆောင်တော့ကဘီယာကရုံးတော်မှာအမှုရင်ဆိုင်နေရလို့ငါကလည်း River City ဘက်ကိုခီးသွားနေရတာနဲ့မလားဖြစ်လိုက်ဘူးငါအဖိုးလည်းနေမကောင်းဖြစ်သွားတာနဲ့ငါတို့နှစ်ယောက်စလုံးမလားဖြစ်လိုက်ဘူးဒါပေမဲ့တခြားဧည့်သည်တွေကတော့ကိုတန်ကတကယ်ကိုချောလုံးလို့ဆိုပြီးတဖွာဖွာချီးမွမ်းနေကြတာအခုအပြင်မှာလူကိုယ်တိုင်မြင်ရတော့မှသူတို့ပြောတာမမှားဘူးလို့ပြောရမယ်Vivian နင်တကယ်ကံကောင်းတာပဲဟုတ်တယ်မလားငါတကယ်ကံကောင်းပါတယ်သူမရဲ့ဒီစကားကငါရင်ထဲကိုတခုခုနဲ့လာထိလိုက်တယ်လို့ပဲသူ့မျက်နှာလေးနည်းနည်းညီရဲသွားတာကိုငါပထမဆုံးအကြိမ်မြင်ဘူးခြင်းပဲမဆရာရှိတာမှကြောက်ဦးတခြားစားချင်တာရှိသေးလားကြည့်ဦးလေအဲ့ဒီအချိန်မှာပဲဖုန်းထဲကနေသတိပေးတန်လေးမြည်လာတယ်တယောက်ယောက်ကရီးစားရထားတာဖြစ်ဖြစ်အခုမှလက်ထပ်ထားတာဖြစ်ဖြစ်ရှိရင်ကို့အဖို့ကို group chat ထဲထည့်လိုက်ကြလေငါတို့ဆွဲသွင်းပေးမယ်ငါတို့ကခဏခဏဆုံဖြစ်ကြတယ်တောင်တက်တာကမ်ပိန်းထွက်တာမျိုးတွေပေါ့နင့်ကိုပါဂယူထဲထည့်လိုက်မယ်နော်နောက်မှအားလုံးတူတူရှောက်လဲကြတာပေါ့နှုတ်ဆက်ပြီးကားပေါ်ပြန်ရောက်တဲ့အခါဒီနှစ်ယောက်ကခီးခဏသွားတော့အကောင်းဆုံးနေရာတွေကိုတီးကြတယ်မင်းဟန်နီမွန်းအတွက်ဘယ်သွားရမလဲမတိချရင် rest ကိုအကြံဉာဏ်တောင်းလို့ရတယ်ဒါမှမဟုတ်မင်းစိတ်ထဲမှာသွားချင်တဲ့နေရာရှိရင်လဲငါ့ကိုပြောလို့ BBN ကလှမ်းပြောတယ်ဟန်နီမွန်းဟုတ်လားငါနာကြမှာလားလို့တောင်ထင်မိတယ်ဟန်နီမွန်းအကြောင်းကိုဘလို့ဖြစ်ပြီးရောက်သွားတာလဲပြီးတော့ငါတို့ကတကယ်ကြီးဟန်နီမွန်းသွားကြမှာလားနှစ်ယောက်တည်းသွားရင်တယောက်နဲ့တယောက်အိုတိုအန်တန်နဲ့စိုက်ကြည့်နေကြရုံပဲဖြစ်မှာမဟုတ်ဘူးလားအဲ့ဒါအမေစီစဉ်ပေးထားတာမင်းရဲ့တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းနဲ့ငါစကားပြောပြီးမင်းအတွက်တလခွင့်တိုင်ပေးထားတယ်မင်းကိုပြောဖို့ပဲအချိန်မရသေးတာဖះရီဒီအမျိုးသမီးကတော့တကယ်ကိုအိမ်မက်ထဲကလို့ရောက်ခမမျိုးပဲငါလုံးဝစကားမထွက်နိုင်အောင်ဖြစ်သွားရတယ်ဒါကတကယ်ကိုအံ့ဩစရာပဲအဲ့ဒီညကခွင်တလပြေးရလိုက်တဲ့စိတ်လှုပ်ရှားမှုကြောင့်ငါတယောက်လုံးဝအိတ်လို့မပြောခဲ့ဘူးနောက်နေ့ကျတော့မနေ့10နာရီထိုးမှနိုးတော့တယ်မျက်နှာတစ်တန့်ရှင်းတဲ့အဝတ်စားလေးလဲပြီးတော့ driver Leo ကို TO တို့ AC တန်းမောင်းခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲ BBNC က message ထဝင်လာတယ်ငါအရေးပေါ်ခရီးတစ်ခုသွားရလို့မနေ့ပြန်မှာပြန်ရောက်မယ်ဒီနေ့ရက်အတွင်းအဝတ်စားတွေထည့်ထားလိုက်တော့ငါတို့ Harbour City ကိုသွားမဲ့လေယာဉ်ကမနေ့ပြန်မွန်းလွဲပိုင်းထွက်မှာငါတော့အတန်ထွက်ပြီးရေရွတ်မိသွားတဲ့လက်မှတ်တွေတောင်အကုန်ဖြတ်ပြီးတဲ့သူ့ရဲ့အလုပ်လုံးလုံးကတော့တကယ်ကိုအလွန်မင်းပဲမနေ့ညကငါကဘာမှရွေးချယ်စရာမရှိဘူးသူ့သဘောအတိုင်းပဲဆုံးဖြတ်ပါလို့ပြောခဲ့တာပထမဆုံးမှတ်တိုင်က Harbour City ဖြစ်လိမ့်မယ်လို့မထင်ထားပေမဲ့ဒါကအဆင်ပြေပါတယ် Harbour City ကစီကားပြီးစိတ်လှုပ်ရှားဖို့ကောင်းတာမို့ငါလည်းသွားချင်နေတာကြပြီဒါပေမဲ့စိတ်မကောင်းစရာကတော့တီအိုတို့အိမ်မှာနေ့လည်စာစားပြီးပြန်ရောက်ချင်းပဲရောက်ခမအိမ်ကဖုန်းဆက်လာတယ်တခင်လေးတခင်မကြီးစတာလင်ချော်လဲလို့အခုဆေးရုံမှာရောက်နေပါတယ်ငါလည်းဖုန်းချပြီးချက်ချင်းပဲဆေးရုံကိုပြေးရတော့တာပေါ့ငါဆေးရုံရောက်တဲ့အချိန်မှာတော့အဖွားကြီးကိုခွက်စိတ်ခန်းနဲ့တွင်းသွားကြပြီတခင်လေးနေ့လည်စာစားပြီးတော့တခင်မကြီးကဥယျာဉ်နဲ့လမ်းလျှောက်ထွက်တာပါဒတိုင်းနာကထောင်လေးမှာလေလွင့်ကြောင်လေးတစ်ကောင်ကိုတွေ့တော့တနာလို့သွားကောက်တာလွန်ခဲ့တဲ့နှစ်ညကမိုးရွာထားတော့အဲ့ဒီနေရာကမြေကြီးကစူနေသေးတာလေအဲ့ဒါကိုသူကတန်းနေမိပြီးချော်လဲသွားတာစောစောကတည်းစစ်ဆေးမှုတွေလုပ်ပြီးသွားပါပြီဆရာဝန်ပြောတာတော့သူ့ရဲ့ညာဘက်လက်မောင်းကျိုးသွားပြီးညာဘက်ခြေထောက်ကတော့ကြောက်ခဲနဲ့ရှာမိသွားတယ်တဲ့ခွဲစိတ်မှုလုပ်ရမယ်ခေါင်းမထိသွားတာပဲကံကောင်းရမယ်တခြားကြီးကြီးမားမားဒဏ်ရာမရသွားတာပဲတော်ပါသေးတယ်မဟုတ်ရင်တခင်မလေး VVN ကိုကျမဘလို့မျက်နှာပြရမှန်းတောင်သိမှာမဟုတ်ဘူး
ဒီအတိုင်းနားထောင်နေုံနဲ့ငါမှတွန့်သွားမိတယ်အဖွားကြီးကအသက်လဲငယ်တာမဟုတ်ဘူးပြီးတော့အင်ကြီးရဲ့နောက်ဖေးဥယျာဉ်ထဲမှာတယောက်တည်းရှိနေခဲ့တာတစ်ချက်လေးချော်လဲတာနဲ့လက်မောင်းကျိုးသွားတယ်ဆိုတော့တော်တော်လေးနာကျင်ရမှသိကြတယ်ဒီလိုအိမ်မျိုးကအင်စီရီအနေနဲ့ဒီထက်ပိုပြီးဂယူးဆိုင်တင်တာဒါမျိုးဖြစ်ခွင့်ပြုလိုက်တယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပဲတစ်ဖက်မှာလည်းခီးသွားရတာဝါသနာပါတဲ့9ယောက်ခမကြီးကအတ္တလန်တိတ်သမုဒ္ဒရာရဲ့တစ်ဖက်ချမ်းမှာရောက်နေပြီးဦးလေးမော်တန်ကလည်းစီးပွားရေးကိစ္စနဲ့အပြင်ထွက်နေပြန်တဲ့သူ့စီအကြောင်းကြားဖို့ဆိုတာမွန်လွဲပိုင်းလေရင်နဲ့သူပြန်လာမဲ့အချိန်ထိစောင့်ရအောင်မှာအခင်းဖြစ်ပွားတဲ့နေရာကိုပထမဆုံးရောက်လာတဲ့မိသားစုဝင်တယောက်အနေနဲ့အိမ်စီတွေကိုအဖြစ်တင်ဖို့ငါမှတာဝန်ရှိတယ်လို့ခန်းစားလိုက်ရတယ်သူအခုလိုချော်လဲသွားတာဘယ်လောက်တောင်နာကျင်နေရမလဲကြောင်ကိုတွားကောက်ပေးဖို့ဘာလို့ဘယ်သူမှမကူညီကြတာလဲဒီလောက်အဆင့်တန်းရှိတဲ့မိသားစုကဥယျင်ကိုထိမ့်သိမ့်ဖို့တင်လူတစ်ဖွဲ့လုံးငှားထားတာလေအားလုံးကဘယ်ရောက်နေကြလို့လဲပြီးတော့လေလွင်းကြောင်ကကောဥယျင်ထဲကိုဘလို့ဖြစ်ပြီးဝင်လာတာလဲအဲ့ဒီထောင်ကဝတ်နေတဲ့ရေအိုင်ကိုကောဘာလို့အမျက်မရှင်းထားကြတာလဲတခင်မကြီးရဲ့အနားမှာအမြဲတမ်းလူတစ်ယောက်ရှိနေတတ်တာပါဒါပေမဲ့ဒီနေ့တခင်မကြီးဥယျင်ထဲသွားတဲ့အချိန်မှာသူ့နောက်ကလိုက်ရတဲ့အိမ်စီကရုတ်တရက်ပိုင်းအောင်လာလို့ခဏလေးဖယ်သွားတာပါကျမကလည်းအဲ့ဒီအချိန်မှာအိမ်စီတွေနဲ့အစည်းအဝေးလုပ်နေလို့ပါငါလည်းမနက်ခင်းလုပ်ငန်းညှိနှိုင်းတာအပတ်စဉ်သုံးသက်တာလာချုပ်အစည်းအဝေးလုပ်တာတွေပဲကြားပူပါတယ်အခုတော့အိမ်စီတွေပါအစည်းအဝေးလုပ်နေကြတယ်ပေါ့အိမ်ကအလုပ်သမားတွေနေ့လယ်စာစားပြီးရင်လည်းအစည်းအဝေးလုပ်တတ်ကြမှန်းငါမသိခဲ့ဘူးပြီးတော့စောင်စီမန်ကြီးကဒီလိုအစည်းအဝေးမျိုးခေါ်တာလဲငါတခါမှမမြင်ဘူးပါဘူးအဲ့ဒါကဒုတိယသခင်မလေးကသခင်မကြီးစတာလင်ရဲ့မွေးနေ့နီးပြီလို့ပြောလာလို့ပါမွေးနေ့ပွဲကိုအံ့ဩသွားအောင်တိုးတိုးတိတ်တိတ်ပြင်ဆင်ထားကြဖို့သူကခိုင်းလို့အဲ့ဒါနဲ့သခင်မကြီးနေ့လယ်ဘက်အိတ်တော့မဲ့အချိန်လေးကိုတုံးပြီးအားလုံးကိုအကျိုးချောင်းလှမ်းပြောလိုက်တာပါဒုတိယသခင်မလေးဟုတ်လားသူက VVN ရဲ့ဒေါ်လေးဦးလေးရဲ့မိန်းမပဲဇလန်းရဲ့နောက်ခံရဆိုရင်သူကစတာလင်မိသားစုတွေကိုမယိုးသားတဲ့နီလန်းတွေတုံးပြီးအတင်းဝင်ရောက်လက်ထပ်ခဲ့တာမို့မိသားစုကသူ့ကိုတကယ်ကြီးလိုက်လဲဘယ်တော့မှအတိမတ်မပြုခဲ့ကြဘူးဒါပေမဲ့သူ့သမီးကအမွေဆက်ခံသူအစ်စ်ဖြစ်လာတဲ့အချိန်ကြာမှပဲသူ့ရဲ့အစင်တန်းကတိတိတတ်တာတက်လာခဲ့တာသူနဲ့တခင်မကြီးစတာလင်နဲ့ဆက်ဆံရေးကတကယ်ပဲအဆင်ပြေလို့လားအဲ့ဒါဆိုသူကဘာလို့မွေးနေ့ပွဲကိုတိတ်ပုံလာစီစဉ်နေရတာလဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဦးစားပေးရမယ့်အရာကိုတော့ပြက်ပြက်တသားသိဖို့လိုတယ်ဒီအိမ်မှာမင်းတို့ရဲ့အဓိကတာဝန်ကတခင်မကြီးစတာလင်ကိုတေချာကြည့်ရှုစောင့်ရှောက်ဖို့ပဲကြံတဲ့အလုပ်တွေကိုတော့သက်ဆိုင်ရာလူတွေကိုပဲလွှတ်ထားလိုက်ပါဒီမိသားစုမှာကျွမ်းကျင်တဲ့သူတွေထမ်းမဖို့ပတ်စံလိုနေလို့လားဒါပေမဲ့ဒုတိယသခင်မလေးကပြောတယ်ဒုတိယသခင်မလေးကပြောလို့ပါမင်းတို့ကဘာလို့သူ့စကားတခွန်းနဲ့ကိုပဲနားထောင်နေရတာလဲဒုတိယသခင်မလေးကပြောတိုင်းအဲ့ဒါကအမှန်ဖြစ်သွားရောလားခွဲစိတ်ခန်းထဲမှာဆိုတဲ့စကလုံးသုံးလုံးကငါ့ကိုစောင့်ဆိုင်နေရတဲ့တခြားလုံးရင်ထိတ်ဖြစ်စေတယ်ဆောင်းစီမန်ကြီးကတော့စိတ်ထဲကနေတခင်မလေး VVN ဒီမှာမရှိရင်တခင်လေးကဝင်ဆွတ်ဖက်မှာမဟုတ်ဘူးလို့ငါထင်ထားတာတိတိကျကျမစင်စားမိလိုက်ဘူးသူကြည့်ရတာတော်တော်ဒေါသထွက်နေပုံပဲငါအလုပ်ပြုတ်တော်မှလားမသိဘူးသူကတကယ်ကိုတခင်မကြီးစတာလင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့တမတ်ပဲတခင်မကြီးပေါ်ထားတဲ့သူ့ရဲ့စိုးရိမ်စိတ်ကတကယ်ကိုအစစ်မှန်ပဲလို့တွေးနေပုံရတယ်ငါရဲ့ပြောဆိုမှုတွေအောက်မှာဆောင်းစီမန်ကြီးကလည်းမျက်နှာချိုးသွေးပြီးရေပြယုံကလွဲလို့ဘာမှမတတ်နိုင်တော့ဘူးကျွန်တော်တို့လည်းစေတနာနဲ့လုပ်တာပါတခင်မကြီးစတာလင်အတွက်အကျိုးရှိမဲ့အရာလို့ပဲထင်လို့အဲ့ဒါကြောင့်တိတိကျကျမစင်စားမိပဲဒုတိယသခင်မလေးခိုင်းတဲ့အတိုင်းလှုပ်လိုက်မိတာပါအခြေအနေတွေဒီလိုဖြစ်သွားလိမ့်မယ်လို့ဘယ်သူကထင်ပါလဲတိုက်ဆိုင်မှုကြီးကလည်းတော်တော်လေးကိုလှနေတာပဲမဟုတ်ဘူးလားတိုက်ဆိုင်မှုဟုတ်လားဒီလိုမျိုးတိုက်ဆိုင်မှုဆိုတာဘယ်တော့မှမရှိဘူးဇလန်ထဲမှာ VVN ရဲ့ဝမ်းကွဲညီမဒုတိယသခင်မလေးရဲ့သမီးရင်းကနောက်ဆုံးမှအမွေဆက်ခံသူအစ်စ်ဖြစ်လာတာအဲ့ဒီလိုဖြစ်လာတဲ့အချိန်မှာပဲဒုတိယသခင်မလေးရဲ့အစင်တန်းကလည်းလိုက်တက်လာခဲ့တာလေငါပိုတွေးမိလေအဲ့ဒီကားအက်ဆီဒင့်ကဒုတိယသခင်မလေးနဲ့ပတ်သက်နေမလားလို့ပိုပြီးတန်တရားဝင်လာလေပဲတကယ်လို့ငါရဲ့တန်တရားသာမှန်နေမယ်ဆိုရင်သူကအခုကလေးကပြဿနာတွေစပြီးရှာနေပြီလားငါမှညံတဲ့ကအတိုင်းဆိုရင်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကကောင်းမှုကုသိုလ်တွေလုပ်တတ်တဲ့သူတကယ်ကိုစိတ်သဘောထားပြေဝပြီးစီကံရှိတဲ့သူအဖြစ်လူသိများတာအဲ့ဒါကြောင့်သူတခုခုကိုမြင်သွားတာဖြစ်ဖြစ်သိသွားတာဖြစ်ဖြစ်ရှိလို့ပဲရန်သူရဲ့ပြစ်မှတ်ဖြစ်သွားတာနေမှာဒုတိယသခင်မလေးတို့မိသားစုအပေါ်ငါကအစိုးမြင်ပြီးတန်တရားဝင်မိတာကိုတော့ကိုယ့်ဘာသာကိုအဖြစ်တင်လို့မရဘူးဘာပဲဖြစ်ဖြစ် VVN တခုခုဖြစ်သွားရင်သူတို့ကအကျိုးမြတ်အများဆုံးရမယ့်သူတွေလေတကယ်လို့ငါရဲ့တန်တရားတွေသာမှန်နေပြီးအခုချိန်မှာငါကလူတွေကိုလိုက်ပြီးပြဿနာရှာရင်ဒုတိယသခင်မလေးရဲ့လူယုံတွေကရိပ်မိသွားပြီးအခုကစားလို့ငါပါပြစ်မှတ်အစ်ဖြစ်သွားလိမ့်မယ်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းလိုမျိုးစက်သိမ်းမခံနိုင်ဘူးငါရဲ့ဖဲချက်တွေကိုအကုန်ထုတ်မပြလို့မဖြစ်ဘူးကဲထားလိုက်တော့နောက်ကြရင်ဒီထက်ပိုပြီးဂယူးဆိုင်ကြပါဘာကိစ္စပဲရှိတခင်မကြီးစတာလင်ကပထမဆုံးပဲသူ့အနားမှာအမြဲတမ်းလူတစ်ယောက်ရှိနေရမယ်ပြီးတော့ဥယျာဉ်ရဲ့နေရာတိုင်းကိုလည်းတန်ရှင်းနဲ့တက်ရရှိနေအောင်လုပ်ထားရမယ်ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးသွားပြီဆိုတော့အခုငါလုံးနိုင်တာကခွဲစိတ်ခန်းအပြင်မှာစောင့်နေဖို့ပဲစီမံခန့်ခွဲသူဖင်ကတခင်မလေး VVNC ကိုဖုံးဆက်ပြီးပြီဆိုတော့သူလည်းပြန်လာနေတဲ့လမ်းမှာဖြစ်မှာပါအချိန်တွေကကဘာပြတ်မတက်ကြာမြင့်သွားတယ်လို့ခန်းစားရပြီးတဲ့နောက်ဆုံးတော့တခင်မကြီးစတာလင်ကိုခွဲစိတ်ခန်းထဲကနေတွန်းထုတ်လာခဲ့ကြတယ်အဓိကခွဲစိတ်ဆရာဝန်က VVN ရဲ့ကျောင်းနေဖက်တငယ်ချင်းဟောင်းမှုငါပဲသူလဲဆိုတာသူကောင်းကောင်းသိတာပေါ့ Professor Marsh
စိုးရင်စရာမရှိပါဘူးခွဲစိတ်မှုကတော့အောင်မြင်ပြီးသွားပါပြီအယိုးကျိုးသွားတာဆိုတော့ငါတို့တန်မှု၃ချောင်းရိုက်ထည့်ထားရတယ်တခင်မကြီးစတာလင်ခမရတော်တော်လေးတော့ခန်းစားလိုက်ရရှာတယ်နောက်ပိုင်းကျရင်တော့အနားယူဖို့တော်တော်လေးလိုအပ်လိမ့်မယ်အပြည့်အဝပြန်ကောင်းလာဖို့ကတော့အချိန်တစ်ခုပေးရအောင်ပါပါကျေးဇူးတင်ပါတယ်ဒေါက်တာပီရစ်ကျွန်တော်သူ့ကိုသွားကြည့်လိုက်ဦးမယ်အခန်းထဲကိုရောက်တော့ကတင်ဘေးကိုငါလျှောက်သွားလိုက်တယ်သူကဆေးရှိန်နဲ့သတိမိနေတော့မဲ့လက်မှာလည်းပလင်းချိတ်ထားရတဲ့အခန်းထဲမှာစီမံခန့်ခွဲသူဖင်းနဲ့ငါအပြင်အိမ်စီ2ယောက်နဲ့တူနာပြူ1ယောက်ပါရှိနေတာလူနာ1ယောက်ရဲ့ဘေးမှာလူတွေအများကြီးဝိုင်းအောင်နေတာကပြန်လဲကျမ်းမာလာဖို့အတွက်မကောင်းဘူးလေအပြင်ဘက်ကအခန်းမှာပဲခဏလောက်သွားဆောင်ပေးကြပါဦးခဏကြာတော့တခင်မကြီးစတာလင်ကနောက်ဆုံးတော့မျက်လုံးပွင့်လာခဲ့တယ်စိတ်မပူပါနဲ့အဖွားကြီးရလူဆိုတာတခါတလေကြော်လဲတတ်တာပဲလူကြီးတွေပြောတာတော့အယိုးအပ်တာကျိုးတာတွေကပိုပြီးကြီးမားတဲ့ဘေးဒုက္ခတွေကိုကြော်လွှားပေးတတ်တယ်တဲ့ပိုဆိုးတဲ့ကိစ္စတွေမဖြစ်လာအောင်လို့အခုလိုဒဏ်ရာအသေးအမွှားလေးနဲ့တင်အစားထိုးခံလိုက်ရတယ်လို့ပဲသဘောထားလိုက်ပါနော်တည်တည်ချာချာလေးအနားယူလိုက်ရင်အကုန်ပြန်ကောင်းသွားမှာပါသူ့ကိုဒီတိုင်းလဲနေတာကြည်ရင်နဲ့ရင်ထဲမှာတခါမှမခံစားဘူးတဲ့နှွေးထွေးမှုမျိုးငါခံစားလိုက်ရတယ်အမှန်တိုင်းပြောရရင်ငါအရင်ခောက်မိခင်အရင်စီကတော့ဒီလိုနှွေးထွေးမှုမျိုးတခါမှမရဘူးအမေကတော့တကယ်ကိုအတူမရှိတဲ့သူပဲငါရဲ့အရင်ဘဝကအမေအကြောင်းကိုလည်းမတွေးချင်ပဲတွေးမိသွားသေးတယ်တကယ်လို့သာအတူတာအခုလိုချော်လဲလို့တခုခုကျိုးသွားရင်သူ့ပါဇက်ကနေပထမဆုံးထွက်လာမယ့်စကားကမင်းတို့တွေကတယောက်မှအသုံးမကျဘူးငါ့ကိုကောင်းကောင်းမွန်မွန်အိမ်တစ်လုံးလောက်ဝယ်ပေးထားရင်ငါအခုလိုဖြစ်ပါမလားငါဘဝတစ်လျှောက်လုံးဒုက္ခတွေကြီးပဲမိဘတို့တည်တက်တဲ့သားသမီးရဲ့လို့တယောက်မှမရှိဘူးဆိုတာမျိုးဖြစ်မှာမွေးမိဘတွေအကြောင်းပြောရရင်ငါခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့မိဘအရင်းတွေကိုအခုထိမတွေ့ရသေးဘူးသူ6နှစ်သားအရွယ်ကလေးကမိဘတွေကွာရှင်းခဲ့ကြပြီးအသစ်တွေနဲ့အတီးတီးအိမ်ထောင်ပြန်ပြုတ်သွားကြတာသူကသူ့အဖေနဲ့မိထွေးဖြစ်သူနဲ့အတူကြီးပြင်းလာခဲ့တာနှစ်ဖက်စလုံးနဲ့ဆက်ဆံရေးကတော့အဆင်ပြေုံလောက်ပါပဲမင်္ဂလာဆောင်လုံးကတော့မိဘနှစ်ပါးစလုံးလာခဲ့ကြတယ်ဒါပေမဲ့တယောက်စီတိုင်းကသူတို့ရဲ့အိမ်ထောင်ဖက်အသစ်တွေသားသမီးအသစ်တွေနဲ့လာကြတာအမေအေးစစ်စစ်ပဲနားနေပါတော့ကျွန်တော်မိဖို့ချောင်ကနေစားစရာတစ်ခုခုအမြန်ပို့ပေးဖို့သွားစီစဉ်လိုက်ဦးမယ်ဒဏ်ရာအမြန်တက်တာဖို့အာဟာရရှိတာတွေစားရမယ်လေမလိုပါဘူးကွယ်အိမ်မှာစပိုမှုကောအလုပ်သမားတွေကရှိတာပဲသူတို့ဘာသာသူတို့မကြခင်စီစဉ်ပေးကြလိမ့်မယ်အဲ့ဒါတွေကိုစိတ်မပူစမ်းပါနဲ့ဒီမှာပဲထိုင်ပြီးအမေကိုအဖော်လုပ်ပေးပါဦးဒါနဲ့မနေ့ပြန်ကြရင်မင်းတို့နှစ်ယောက်ဟန်နီမွန်းသွားကြတော့မှမလားပထမဆုံးမှတ်တိုင်ကဟာဘာစီတီလို့ကြားတယ်အမေရင်တုန်းကအဲ့ဒီကိုရောက်ခဲ့စဉ်ကအကြောင်းပြောပြရမလားအမေကလည်းBBN ကလှမ်းထားတယ်အခုလိုအချိန်မှာဟန်နီမွန်းသွားဖို့ကအချိန်မဟုတ်သေးပါဘူးကျွန်တော်မှလည်းတစ်လလုံးခွင့်ရထားတာဆိုတော့ဒီမှာပဲနေပြီးအမေကိုအဖော်လုပ်ပေးချင်ပါတယ်ဒီအမျိုးသမီးကတော့တကယ်ကိုထူးခြားတဲ့သူပဲခွဲစိတ်မှုပြီးလို့စေယုံကရင်ပေါ်မှာလှဲနေရတာတောင်သားသမီးတွေကိုသူ့ဘေးမှာအုံမနေစေချင်ဘူးမူလအစီအစဉ်အတိုင်းဟန်နီမွန်းသွားဖို့ကိုပဲအတင်းတိုက်လို့နေတာလုံးဝမဖြစ်ဘူးမင်္ဂလာဆောင်လို့မှဒီလိုတလားခွင့်ရတာမျိုးသွားမယ်လို့ပြောပြီးမှမသွားပဲမနေရဘူးဒါကအယိုးကျိုးယုံတင်မဲ့ဟာအမေကိုကြည့်ပေးမဲ့အလုပ်သမားတွေရှိတာပဲကျမတို့နှစ်ယောက်စလုံးဒီမှာရှိနေဖို့မလိုပါဘူးအမေယာကျွန်တော်မှာစောင်းရသည့်ပရက်တွေနှွေရသည့်ပရက်တွေရှိပါသေးတယ်မိသားစုနဲ့အတူရှိနေဖို့ထက်အရေးကြီးတာဘာမှမရှိပါဘူးအမေနေပြန်ကောင်းလာရင်ကျွန်တော်တို့တွေအတူတူရှိဖို့အချိန်တွေအများကြီးရမှာပါဟန်နီမွန်းကိစ္စကတော့အမှန်တိုင်းပြောရရင်မသွားရလဲကျွန်တော်ဘာမှမဖြစ်ပါဘူးတကယ်တော့ VVN နဲ့2ယောက်ထဲသွားရမှာအိုတိုအန်နန်ဖြစ်နေမှာကိုစိုးရိမ်နေတာလည်းပါတယ်အခုတော့မသွားဘဲနေဖို့အတွက်အကောင်းဆုံးအကြောင်းပြချက်ရသွားတာပေါ့VVN ရောက်လာတဲ့အချိန်မှာမှန်ပြတင်းပေါက်ကနေတဆင့်ငါတို့ကိုလှမ်းမြင်သွားတယ်ငါပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်တခင်မကြီးစတာလင်တဖြည်းဖြည်းနဲ့ရဲနေတာကိုသူမြင်နေရတာတကားပွင့်လာတယ်ရောက်လာပြီလားအမေဘလို့နေသေးလဲဟင်အများကြီးနာနေလားရပါတယ်တမီးရဲ့အသေးအမောခွဲစိတ်မှုလေးတင်ပါမင်းမေကဒီထက်မကတဲ့မုံတိုင်းတွေကိုတောင်ဖျက်ကျော်လာခဲ့တာပဲစိတ်မပူနဲ့ငါလည်းသူတို့သားမီးနှစ်ယောက်လွတ်လွတ်လပ်လပ်စကားပြောနိုင်အောင်အခန်းထဲကနေအသားလေးထွက်လာခဲ့လိုက်တယ်အခန်းထဲမှာထိုင်လို့မှမကြသေးဘူးအပြင်ကနေအတန်လန်းကြားလိုက်ရတယ်လူတယောက်ကဒီတိုင်းကြီးဘလို့ဖြစ်ပြီးချော်လဲရတာလဲမင်းတို့တွေအိမ်ကိုဘလို့စီမံခန့်ခွဲနေကြတာလဲဥယျာဉ်တွေကရေမြောင်းတွေပိတ်နေတာကိုတောင်တေးသေးချာချာမရှင်းနိုင်ကြဘူးလားဒါဒုတိယသခင်မလေးပဲသူ့အတန်ကိုဘယ်နေရာမှာပဲဖြစ်ဖြစ်ငါအလွယ်တကူမှတ်မိတယ်သူကကြည့်ရတာတော်တော်လေးအရွယ်တင်ပုံရတယ်အလွန်ဆုံးရှိမှအသက်45နှစ်ဝန်းကျင်ပဲကိုတေးသေးချာချာထိမ့်သိမ်းထားမှန်းသိတာတယ် VVN မင်းမေဘလို့နေလဲသူအခုတင်မဲ့တတိယလာတာအချိန်ကလည်းနောက်ကျနေပြီးအပြင်မှာနေတောင်ဝင်တော့မယ်သူဘာမှမစားရသေးဘူးဒါပေမဲ့အိမ်ကနေစားစရာတွေပို့ပေးဖို့လာနေကြပြီလာငါသူ့ကိုဝင်ကြည့်လိုက်အောင်မယ်အသက်အရွယ်တစ်ခုရောက်လာရင်တစ်ခါလောက်ချော်လဲတာတင်လူကတော်တော်လေးခံစားရတာဒီအမျိုးသမီးကကြည့်ရတာတကယ်ကိုနှွေးထွေးပြီးအပြောဆိုညင်တာပြော့ပြောင်းလို့နေငါစိတ်ကူးတွေကထင်ထားတာနဲ့လုံးဝကိုကွဲပြားနေတာပဲသူကဘလို့ဖြစ်ပြီးချော်လဲရတာလဲအနားမှာဘယ်သူမှမရှိဘူးလားတခင်မကြီးစတာလင်က VVN နဲ့စကားပြောနေတော့ရှိသေးလားဒီမှာထိုင်ကသတင်းကြချင်းပဲချက်ချင်းပြေးလာခဲ့တာအတော်ပဲဒီနေ့အိမ်မှာဝက်နံရိုးစွပ်ပြုတ်ချက်ထားတာရှိတာနဲ့တခါလဲယူလာခဲ့တယ်
လူကြီးတွေပြောတာတော့ကိုဖြစ်တဲ့နေရာကိုအစားထိုးပြီးစားရတယ်ဆိုလားစွပ်ပြုတ်ရည်များများတော့အသားလေးတွေပါစားလိုက်ဒါမှယောဂပိုးပြီးအမြန်ပြန်ဆက်မှာရော့အနက်လေးရှူကြည့်စမ်းတော်တော်မွေးတာညီမလေးကတကယ်ကိုအဆဆအရာရာဂယုစိုက်တတ်တာပဲအနက်လေးရယုံနဲ့တင်ပိုက်စားလာပြီဒီနှစ်ယောက်ဆက်ဆံရေးကကြည့်ရတာတော်တော်လေးအဆင်ပြေပုံရပါတယ်မဟုတ်ရင်ဒုတိယသခင်မလေးကအခုလိုစွပ်ပြုတ်တွေဘာတွေနဲ့ချက်ချင်းပြေးလာပါမလားငါစောစောကအစိုးဘက်ကကြီးတွေးပြီးတုံးတက်မိတာတစ်ဖက်သက်ဆန်သွားတာဖြစ်နိုင်တယ်ကိုတန်လည်းအခုထိဘာမှမစားရသေးဘူးမလားညီမလေးဒီမှာရှိနေပြီးအားလုံးကိုကူကြည့်ပေးနေတာဆိုတော့ငါလည်းမှန်အဲ့ဒီအချိန်မှာပဲငါဘိုက်ကနေတခုခုနဲ့အတန်ကျဲကြီးမြည်လာတော့တယ်သွားစားစရာတခုခုသွားစားချေခဲ့သွားစားကြဆိုမင်းပါစားခြင်းလဲဘာဖြစ်ဖြစ်ရပါတယ်ဘိုက်ပြရင်ပြီးတော့ငါကအစားမရွေးပါဘူးဗီဗီယန်မင်းတကယ်ပဲဒီဆိုင်မှာစားမှာတေချာလို့လားဒီဆိုင်ပဲဝင်ကြစို့မောင်ရင်နဲ့သမီးလေးမီနူးကိုကြည့်လိုက်ကြပါဦးဦးလေးလေးဒီဆိုင်ရဲ့နာမည်ကြီးဟင်းလျာအချို့နဲ့ရင်နွေးချမ်းတအိုးပဲပေးပါအခုပဲလာပါပြီဗျာဒီဆိုင်ကိုဘသူဦးစီးတာလဲအဲ့ဒီလူကစဖို့မှုတက်တင်မဟုတ်ပဲဒီဆိုင်ရဲ့ပိုင်ရှင်လည်းဖြစ်တယ်သူကငါအဖိုးရဲ့တပည့်ရင်းလေးအရင်တုန်းကတော့အစင်းမြင့်စားတောက်ဆိုင်ကြီးတစ်ခုမှာအမှုဆောင်စဖို့မှုကြီးပေါ့ဒါပေမဲ့ကိစ္စတချို့ရှိခဲ့တာကြောင့်ကို့ဘာသာပဲဆိုင်ခွဲခွင့်မှုဆုံးဖြတ်လိုက်တာငါအဖိုးကအရင်နီးတဝက်ဆိုင်ထုတ်ပေးခဲ့တယ်ဒါဆိုမင်းဖိုးကစဖို့မှုပေါ့ကြည်ရတာဇလန်တပုတ်ရှိမဲ့ပုံမင်းတော့ဒီဆိုင်ကအပြင်ပန်းကြည့်ရင်တာမန်ဆိုင်လေးလို့ထင်ရပေမဲ့အတွင်းပိုင်းပြင်ဆင်မှုနဲ့ဈေးနှုန်းတွေကတော့လုံးဝကိုကွဲပြားခြားနားနေတာအဖိုးကစဖို့မှုသူ့ရဲ့လက်ရကြောင့်ပဲငါတို့သူစကားကိုချက်ချင်းဖြတ်လိုက်တယ်ဒါတွေကအတိတ်ကအကြောင်းတွေပါပြန်ပြောနေဖို့မတန်ပါဘူးအဲ့ဒီနောက်ွယ်မှာနာကျင်စရာတစ်ခုခုရှိနေတာသိချပါတယ်ငါလည်းရှေ့ဆက်ပြီးမမေးတော့ဘူးဆုံးဖြတ်လိုက်တယ်ကဲရပါပြီဗျာဟင်းတွေအကုန်ဆုံးပါပြီအားရပါရသုံးဆောင်ကြပါဦးကျေးဇူးပဲဦးလေးလေးမြည်ကြည့်စမ်းပါဦးဒါတကယ်ကိုထူးခြားတဲ့လက်ရပဲဗီဗီယန်ကလှမ်းပြောတယ်ဒီဆိုင်ကသုံးတဲ့ပါဝင်ပစ္စည်းမှန်သမျှကတကယ်ကိုလက်ဆက်တာဟင်းသီးဟင်းရွက်တွေဆိုလဲကိုပိုင်ဆိုင်ခင်းကလာတာပိုးသက်ဆေးတွေဓာတုဆေးတွေလုံးဝမပါဘူးအသားဆိုရင်လည်းအကောင်းစားတွေကြီးပဲနောက်ဆိုအစားအသောက်ဘေးကင်းလုံခြုံမှုကိုစိတ်ပူမိတဲ့အခါတိုင်းဒီဆိုင်ကိုသာလာခဲ့အိမ်ရပြန်လမ်းမှာငါတော်တော်ကြာတွေဝေနေမိပြီးမှနောက်ဆုံးတော့စကားဆက်လိုက်တယ်မနက်ဖြန်ဟာဘာစီတီသွားမဲ့ခီးစဉ်ကိုဖျက်လိုက်ကြရအောင်အမေစေးုံတက်နေရတဲ့အချိန်မှာငါတို့ကပျော်ပျော်ပါပါခီးထွက်နေဖို့ကအဆင်မပြေပါဘူးအေးလေမသွားလဲရပါတယ်စေးုံခန်းကိုပြန်ရောက်တော့တခင်မကြီးစတာလင်ကအိပ်ပျော်နေပြီးသူနဲ့ဒုတိယတခင်မလေးတို့တော်တော်ကြာစကားပြောဖြစ်ခဲ့ကြပုံရတဲ့အဖွားကြီးခမပင်ပန်းသွားလို့စောစောစီစီအိပ်ပျော်သွားတာနေမှာမင်းတို့နှစ်ယောက်အိမ်ပြန်လာကြတော့လေစိတ်မပူနဲ့စေးုံအုပ်ကြီးကအခုတင်မဲ့အသက်ပညာရှင်ကလေးထိန်လူနာဆောင်နှစ်ယောက်ကိုအလှည့်ကျကြည့်ပေးဖို့စီစဉ်ပေးသွားပြီးသူစိတ်ချရတဲ့လက်ထဲမှာရှိနေတာပါဘီယာတို့ကငါ့ကိုဘာပေါက်သွားဖို့လှမ်းခေါ်နေကြတယ်မင်းလိုက်မလားမလိုက်တော့ဘူးငါအရက်မတော့ဘူးအိမ်ပြန်ပြီးပဲနားတော့မယ်ကောင်းပါပြီဒါဆိုဒရိုင်ဘာလီယိုကိုမင်းကိုလာချိုခိုင်းလိုက်မယ်သူဒီနားမှာပဲရှိနေတာဆိုတော့မိနစ်ပိုင်းပဲကြာလိမ့်မယ်အေးပြီးတော့အရက်ကိုလည်းရှော့တော့ဦးတောက်ရင်ကားမမောင်းနဲ့အောင်တော့လေးကမြောက်ဘက်ကနေတိုက်ခတ်လာပြီးတနေ့တာလုံးရဲ့အပူရှိန်တွေကိုတဲဆောင်သွားတော့တယ်တယောက်ရဲ့ဂယုဆိုင်မှုကိုခံရတာဟာပျော်ရွှင်မှုရဲ့အရသာပဲလို့လူတယောက်ပြောဘူးတယ်အခုတော့ငါဒါကိုစပြီးနားလည်လာပြီးထင်တယ်ဗီဗီယန်ရဲ့မျက်တောင်လေးတွေအตาရလှုပ်ခတ်သွားပြီးခက်တိုးတိုးပဲပြန်ဖြေတယ်ပြီးပါတယ်ဒရိုင်ဘာလီကိုစောင့်နေပြီးသွားတော့ဘားကိုရောက်တော့ yes ကလှမ်းអော်တယ်ကြည်စမ်းပါဦးဘသူရောက်လာတာလဲလို့တထေးမကြီးကိုယ်တိုင်ပါလားငါတို့စောင့်နေရတာမဟာတရားပဲဒီညတော့နင်တကယ်တောက်ရမယ်နော်ငါအမျိုးသားကငါ့ကိုရှော့တော့ဖို့မှထားတယ်ဟာနင်ကဘားကိုတတိလာစားတာလားနေပါဦးအခုကလေးကသူပြောတာတွေကိုအကုန်လိုက်လုပ်နေတာလားအရက်တောက်တာကျမရေးအတွက်မကောင်းဘူးနင်တို့လည်းရှော့တောက်တင်တယ်ကဲပါနောက်တစ်ခါကျဘာမလာတော့ဘူးအချို့ပွဲကဖေးဆိုင်ပဲသွားကြမယ်ပြီးတော့သူကသူ့အမျိုးသားအတွက်ပါတောက်เสียဝယ်သွားပေးလို့ရတာပေါ့မင်္ဂလာခွင့်ယူပြီးအလုပ်ပြန်တက်တဲ့ပထမဆုံးနေ့မှာတင်ဂါရက်စီကဖုန်းဝင်လာတယ်ပရိုဖက်ဆာမတ်မင်းဘာလို့ခွင့်ယူထားတာလဲဟန်နီမွန်းသွားဖို့တလားခွင့်ယူထားတာပါပရိုဖက်ဆာမတ်ကျောင်းကအခုမှဖွင့်ခါစားရှိသေးတယ်မင်းကပျောက်နေပြီးဌာနမှုကမင်းရဲ့အတန်းတွေကိုစာတင်ပေးဖို့ငါနဲ့တခြားဆရာမတယောက်ကိုတာဝန်ပေးလိုက်တယ်မင်းငါတို့အပေါ်ကိုအလုပ်တွေဘလောက်တောင်ပုံချသွားလဲဆိုတာသိရလားဒါမျိုးဖြစ်လာလိမ့်မယ်လို့ငါတကယ်ကိုထက်မတွေးမိခဲ့ဘူးဒါပေမဲ့လူတိုင်းလည်းတစ်ချိန်ချိန်မှာခွင့်ယူကြတာပဲဥစ္စာပြီးတော့ဒါကကျောင်းအုပ်ချုပ်ရေးပိုင်းကနေစီစဉ်ပေးလိုက်တာလေငါကိုယ်တိုင်မင်းတို့အပေါ်တာဝန်လွှဲခဲ့တာမှမဟုတ်တာတောင်းပန်ပါတယ်ဗျာဌာနမှုကမင်းကိုမှတီးတန့်တာဝန်ပေးလိုက်မယ်မငါမသိခဲ့လို့ပါတကယ်လို့မင်းဆန္ဒရှိရင်တခြားဆရာတယောက်ကိုငါလှမ်းအကူအညီတောင်းပေးလို့ရတယ်တခြားသူဝင်တင်ပေးလို့ရမလားရှာကြည့်ပေးမယ်လေမလို့ဘူးမင်းပါရွယ်ချက်လဲဆိုတာငါသိတယ်ငါမိမကလေးမွေးရင်ကလေးထိန်ဖို့ခွင့်မကြခင်ယူတော့မယ်ဆိုတာမင်းသိနေလို့ငါထပ်ဦးအောင်အကွက်ရွှေပြီးလက်စားချလိုက်တာမလားမင်းဘလို့အဆက်အသွယ်တွေတုံးပြီးနောက်ွယ်ကနေဒီလိုခွင့်မျိုးခိုးယူလိုက်လဲတော့ငါမသိဘူးဒါပေမဲ့မင်းရဲ့အတန်းတွေကိုငါအပေါ်တမင်တက်တက်ပုံချသွားတာပဲပ
ပြောချင်ရပြောပြီးဖုံးချသွားတော့တဲ့အမှန်တရားကိုတစ်ချက်ကလေးတောင်မသိပဲကိုယ့်ဘာသာကိုယ်အစိုးဆုံးတွေရှောက်တွေးပြီးကောက်ချက်ချတတ်တာဘလို့လူစားမျိုးလည်းမသိဘူးတတ်မှတ်လေးဘာတွေဖြစ်နေတာလဲကျွန်တော်ဒီမနေ့သခင်မကြီးစတာလင်ကိုစေယုံကနေတွားကြိုပြီးကလေးကတမနက်ခင်းလုံးအိမ်ကြီးမှာပဲရှိနေတာပါအမေဖြစ်ပုံကဒီလိုဒီမနေ့တင်ဂါရက်ကအကြောင်းရင်းမရှိပဲရုတ်တရက်ဖုန်းဆက်လာတဲ့သူကကျွန်တော်ကိုအဆက်အသွယ်တွေတုံးပြီးခွင့်ယူတယ်လို့ဆွဆွဲယုံတင်မကဘူးသူ့ရဲ့အတန်းတွေကိုပါကျွန်တော်ကတမင်တက်တက်ပုံချသွားတယ်လို့ပြောနေတာသူကကိုဘာကောင်မှတ်နေလို့လဲမင်းကိုဒီလိုလေတံမျိုးနဲ့ပြောရအောင်တကယ်ပါပဲလူကြီးတွေဖြစ်နေပြီးကိစ္စတွေကိုအေးအေးဆေးဆေးစကားမပြောတတ်ကြဘူးလားမင်းဘာမှစိတ်မပူနဲ့ဒီကိစ္စကိုအမေပဲရှင်းလိုက်မယ်စူးအိုကြီးရေမင်းဒီတခါတော့တကယ်ကိုအမှားကြီးမှသွားပြီငါရဲ့ရောက်ခမကြီးကတော့